တရားဆိုတာလက်တွေ့ကျင့်သုံးအောင်လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့ဟာမှာစိတ်အလုပ်ဖြစ်တယ်ဘာဝနာလုပ်ငန်းတစ်ခုဟာစိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ပို့ပြီးတော့လက်တွေ့ချဖို့လိုအပ်တယ်ပေါ့ကိစ္စကြုံတိုင်းနှလုံးသွင်းတတ်ရနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်တယ်မြတ်စွာဘုရားကဘဝအရေးနဲ့ပတ်သက်ပြီးတော့သာဝရတွေးဆိုတာဒါ meditation တစ်ခုပဲပေါ့ meditation တစ်ခုပဲအဲ့ဒီ meditation ဟာလေလူတိုင်းလုပ်တဲ့ဟာတစ်ခုပဲကိုယ့်ကိုယ်နေထိုင်တဲ့အခါမှာမကြာခဏစဉ်းစားပေးရမယ်ဟာပါလဲဆိုတို့ဘဝတို့ရထားတဲ့ခန္ဓာဆိုတာအိုခြင်းသဘောရှိတယ်နာခြင်းသဘောရှိတယ်သိခြင်းသဘောရှိတယ်အိုခြင်းနာခြင်းသိခြင်းဆိုတာတွေကိုမလွန်မြောက်သေးဘူးဘယ်တော့မှကြော်လွှားလို့ရမှာမဟုတ်ဘူးဆိုတာတွေးပြရမယ်အဲ့ဒီလိုတွေးတောခြင်းဖြင့်ဘာဖြစ်လာလဲဆိုရင်ခန္ဓာကတာယောဇဉ်တွေရှော့ချလာနိုင်တယ်အချိန်ဖြုံးတာတွေရှော့ချလာနိုင်တယ်အချိန်ရဲ့တန်ဖိုးကိုပိုသိလာအိုခြင်းနာခြင်းသိခြင်းဆိုတာတွေမရောက်ခင်ငါတစုံတစ်ခုလုပ်ရမယ်မလုပ်ရင်ငါဘဝမှာဘာမှရလိုက်မှာမဟုတ်ဘူးဆိုတဲ့တတိစွမ်းအားတွေတက်လာတယ်ပညာစွမ်းအားတွေတက်လာဒါအကျိုးပဲဒီလိုဆင်ញင်လိုက်လို့စိတ်ပူပန်မှုတွေရောကြသွားပြီးတော့တတိစွမ်းအားဉာဏ်စွမ်းအားတွေရလာတာဒါအမတန်မှကြီးမားတဲ့အကျိုးတစ်ခုပဲဒီလိုစိတ်လေးဖြစ်ဖို့ဆိုတာအမတန်မှခဲရင်တယ်ဒါကြောင့်မို့လို့ဒီလိုစိတ်ဖြစ်လာအောင်တတိဆောင်ကြရမှာဖြစ်တယ်နောက်တစ်ခုဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလို့လောကမှာမြင်သမျှတတ္တဝါတွေဟာငါပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်ကိုလုံးသမျှကိုနဲ့သက်ဆိုင်တယ်နော်ကမ္မဒါယရတို့နောက်ဆုံးအမွေခံရမှာကိုလုံးခဲ့တဲ့လုပ်ရက်တွေကိုတို့အမွေခံရမှာဒါလည်းဆင်ញင်စဉ်းစားပြရမယ်တဲ့ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အမွေမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အမွေငါပဲရမှာပဲလို့ဒီလိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာဖြစ်တယ်ဆိုရင်မကောင်းတဲ့အမွေဆိုတာဘယ်သူမှမခံနိုင်ဘူးလေကောင်းတဲ့အမွေကိုသာခံနိုင်တာဒါကြောင့်မို့လို့မကောင်းတာတွေကိုတတိထားပြီးတော့ရှောင်ကျဉ်လာတယ်ကောင်းတာတွေကိုကြိုးစားပြီးတော့လှုပ်ဖြစ်လာတယ်ဒါကြီးမားတဲ့အမြတ်ကြီးတစ်ခုအလွန်ကြီးမားတဲ့အမြတ်တစ်ခုနောက်တစ်ခုဆင်ញင်သင့်တာမိသားစုနဲ့ပဲနေမိတ်ဆွေသင်္ကားတွေနဲ့ပဲနေပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာပဲဖြစ်ငါမြတ်နိုးတဲ့ပုဂ္ဂိုလ်တွေငါမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေတနေ့ကြလို့ရှိရင်ငါနဲ့ကွဲတော်မှာပဲခွဲခွာရမှာပဲလို့ဒီသဘောကိုဆင်ញင်စဉ်းစားပေးရတယ်တဲ့အဲ့လိုဆင်ញင်စဉ်းစားပေးခြင်းဖြင့်ဘာကိုလျှော့ချနိုင်လို့ဆိုရင်တွေ့တာမှုတွေကိုလျှော့ချပေးသွားတွေ့တာမှုကိုလျှော့ချပေးလိုက်နိုင်တာနဲ့တပြိုင်နက်တောကဆိုတာရော့ချသွားတယ်တွေ့တာမှုကိုမလျှော့ဘဲနဲ့တောကကိုလျှော့အောင်လုပ်လို့မရဘူးလူတွေကများသောအားဖြင့်ကြိုးစားနေတာတွေ့တာမှုကိုမလျှော့ဘဲနဲ့တောကလျှော့ဖို့ကြိုးစားနေကြတယ်တွေ့တာမှုကြောင့်တောကဖြစ်တယ်လို့သိမသိဘူးသာသမီပေါ်တွေ့တာတို့ပစ္စည်းဥစ္စာပေါ်တွေ့တာတို့မိတ်ဆွေသင်္ကားပေါ်တွေ့တာမှန်သမျှဟာတောကကိုဖြစ်စေတယ်အဲ့ဒီတွေ့တာမှုတွေကိုလျှော့ချပြီးတွေ့တာမှုကိုဘာနဲ့အစားထိုးရမလို့ဆိုမေတ္တာနဲ့ပဲအစားထိုးရမေတ္တာဆိုတာတွေ့တာမဟုတ်ဘူးမေတ္တာကအကျိုးစီးပွားကိုလိုလားတာမိတ်ဆွေတွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးထားတယ်အမှန်တမ်းမှတန်ရှင်းတယ်လောကမှာမိသားစုမှာလည်းမေတ္တာနဲ့နေလို့ရတယ်တန်ရောစင်နဲ့မနေဘဲနဲ့မေတ္တာနဲ့နေလို့ရတယ်မေတ္တာနဲ့နေတာကပိုပြီးတော့အဆင်ပြေတယ်မေတ္တာနဲ့နေပိုပြီးတော့အဆင်ပြေတယ်သူကောင်းကျိုးလိုလားတယ်ပတ်ဝန်းကျင်ကောင်းအောင်အာယုံဆိုင်တယ်အမြဲတမ်းတန်ရောစင်ဆိုတာသူ့ကိုမြင်နေရမှမမြင်ရလို့ရှိရင်ကိုယ်စိတ်ထဲမှာပူတယ်ကိုမျက်စိအောက်ကပျောက်နေလို့ရှိရင်ပူနေတယ်တွေးတယ်တစုံတစ်ခုများဖြစ်သလားတို့ဒီလိုတောကတွေကိုဝင်စေတတ်တယ်ဒါကြောင့်မလို့အဲ့ဒီတောကဆိုတာတွေကိုလျှော့ချခြင်းလို့ရှိရင်ပစ္စည်းပေါ်တွေ့တာပဲဖြစ်
လူပေါ်တွေ့တာပဲဖြစ်ဖြစ်အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်ရမယ်တဲ့အဲ့ဒီလိုရှော့ချဖို့ရအတွက်အမှန်ကန်စဉ်းစားတတ်ဖို့လိုတယ်အဲ့ဒီလိုအမှန်ကန်စဉ်းစားခြင်းဟာပဋိသင်္ခါရဗလားဆင်ញင်မှုစွမ်းအားလို့ခေါ်တယ်အရေးကြီးဆုံးကအဲ့ဒီအမှန်တိုင်းဆင်ញင်စဉ်းစားနေတာ meditation သို့မဟုတ် contemplation ခုခေတ်ပြောနေတဲ့ကမ္မထာအားထုတ်တယ်ဆိုတာအဓိကကြတာအဲ့ဒါအဓိကကြပို့ပြီးတော့